对， ငွေမြင်မလူကျင်မယ်မျက်နာကြီးရာဟင်းဘတ်ပါအဲ့လိုစကားပုံအညံ့စားတွေအတိုင်းကျွန်တော်တို့ဘဝထဲမှာထည့်ပြီးတော့ကျွန်တော်တို့နေ့ရက်တွေကိုဖြတ်သန်းတာတော့မကောင်းဘူးဗျာကျွန်တော်တို့ရဲ့ခံယူချက်တွေကျွန်တော်တို့ရဲ့တွေးခေါ်တွေကိုပြောသလိုကျွန်တော်တို့ရဲ့လုပ်ရက်တွေလည်းညီနေဖို့လိုတယ်ကျွန်တော်တို့ဆိုလည်းအတက်နိုင်ဆုံးဘယ်သူတယောက်ကဘယ်လောက် budget အတွင်းမှာဘယ်လိုအနံမျိုးကိုလိုချင်လဲအတက်နိုင်ဆုံးစူးစမ်းပြီးတော့သူ့ကိုရှာပေးတယ်ဘယ် brand ဖြစ်မှကောင်းတယ်ဆိုတာမျိုးကျွန်တော်တို့လုံးဝမပြောဘူးကျွန်တော်တို့စီကဝန်ထမ်းတဦးချင်းစီကိုလည်းအဲ့လိုပြောခွင့်ကိုတင်းတင်းကြပ်ကြပ်ပိတ်တာတယ်ဆိုတော့ဗျာတချို့လူတွေရှိတယ်ဗျာပတ်စံလေးနည်းနည်းပပမဖြစ်စလောက်3ရက်အတွင်းချီးဖြစ်မဲ့ပတ်စံကိုရတာနဲ့မကောင်းလို့ပြောနေတဲ့ပစ္စည်းတွေကကောင်းတယ်လို့ဖြစ်သွားပြန်အောင်စပွန်ဆာနည်းနည်းရတာနဲ့ဒီလိုပစ္စည်းမျိုးကမကောင်းပါဘူးပြောနေရနေပြီးတော့ဒီပစ္စည်းမျိုးကကောင်းပါတယ်လို့ဖြစ်သွားပြန်ရောဆိုတော့ဒါတွေကကျွန်တော်တို့ရေမွေးရောက်တဲ့တခြားလုပ်ငန်းတွေမှာလည်းရှိပါတယ်ရေမွေးရောက်တဲ့လုပ်ငန်းတွေမှာဆိုလဲနိုင်ငံခြားမှာတွေဆိုလဲအများကြီးပဲကျွန်တော်တို့မြန်မာနိုင်ငံခင်ပြီးတယ်နော်ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းအဲ့လိုအောက်တန်းစား customer ရဲ့ယုံကြည်မှုကိုအလွဲသုံးစားလုပ်တဲ့အဖေနာမည်မသိတဲ့ကောင်တွေအများကြီး